ပေါ့ဆိုင်ငယ်ကိုလည်းကြည့်လာအောင်စုပ်ပြတ်တက်နေရပဲငါတငယ်ချင်းရဲ့မွေးနေ့ပဲကိုသွားမှာနင်ကဆိုင်ငယ်ဆုံးတော့လိုက်ဖို့မလို့လားဖြစ်နေနင်ကကြီးကတန့်လာလည်းမဟုတ်ဘူးဒါကြောင့်ငါမျက်နှာလက်ချစ်တွေဖြစ်ကုန်မေခေါ်တော့တော့မပြောတော့ပါဘူးယောက်ျားရဲ့လက်မိတာခုမှဖေးခဲ့ပါမေးခဲ့ပါလောက်နေတယ်ဟမ်နင်တို့အနှုတ်ဆုပ်ကိုယ်ဆုပ်ကငါ့ကိုမှန်ရေးသေးရဲ့ပေါ့ဒီမှာနင်သိအောင်တစ်ခုပြောလိုက်မယ်ငါလိုမိန်းမကလေနင်တို့အနှုတ်ဆုပ်ကိုယ်ဆုပ်ကိုစိတ်ဝင်စားဘူးဟာအကောင်မဒီခုဒီသမင်းကြီးချက်လို့မပြီးသေးဘူးလားဟမ်ငါဘယ်နေ့သမင်းစားမှာကျမလည်းမိုးလင်းကြတဲ့ချက်ပြုံတာပဲခုချိန်ဒီကိုမနာရသေးဘူးခုမှစော်ရီပဲရှိသေးတာရှင်တော့မှလာတောက်ဆန်းမှာကျမကိုရန်လာပြီးတော့မရှာစမ်းပါနဲ့တော့ဟာနေကောက်ခံပြောနေရလားဟမ်ဘယ်တော့နေကောက်ခံပြောဘူးလို့ကျမရှင်ကိုအားခံနေတာမဟုတ်ဘူးရှင်ကလေတနေ့အဲ့ဒီအရှိကိုပဲတောက်ဖို့တည်တယ်အိမ်တော်အောင်စီဖြစ်ပြီးတော့အိမ်အတွက်ဘယ်နေရာမှာများအားကိုရလို့တော့ဟာဒီမိန်းမတော့ကွာစကားမမတေးနေနေတယ်ဟဲ့လားတော့မနေရဘူးမိန်းမတော့တော့တော့ရောက်လားဟဲ့တော့မပြောတော့ပါဘူးယောက်ျားရဲ့လက်မိတာခုမှဖေးခဲ့ပါမေးခဲ့ပါလောက်နေတယ်ဟမ်ပြောတော့ရပြောโอเคပါယောက်ျားရဲ့နောက်မှမပြောတော့ပါဘူးလို့ပြောခရီးပေးပါလေအမေကောင်းပါပါလေဟေးနောက်တစ်ခါဆိုမလွယ်ဘူးမှတော့လူချုံးလာမချိုးနဲ့တိရကဲပြောပါအောင်နေရာနေလှည့်ပြီလားသိစုလားโอ้မျက်နှာမှာဖြစ်ထားဒီလိုဖျားမှလည်းမဖို့မရဲ့အိမ်ကားယောက်ျားပေါ့မွေးယူပြီးတော့ရိုက်ထားလေရဲ့ဘယ်လိုဒီဖြစ်ကြလဲဒါရီအားလုံးကကျမမရဲ့မဖို့မရဲ့စာနာစိမ်းမရှိရဲ့သူကိုဝင်မျက်နှာတစ်ခုလေးနဲ့ရွေးချယ်ခဲ့လို့မလို့အခုလိုမျိုးဖြစ်ရတာလေဟုတ်ရင်တော့နင်ကပတ်စံတော်ရှိလားဟုတ်တယ်မဖို့မရဲ့အဖြစ်ကဒီလိုလေချင်းထားလိုက်တယ်အငယ်နဲ့နောက်ကျနေတာဒါမှတွေ့ရောချစ်ကိုနည်းနည်းနောက်ကျသွားတယ်ဟိုအဲ့တော့တောင်းမှမှာနော်ရှင်နော်ဘာနည်းနည်းလဲအချိန်ကိုလည်းကြည့်အောင်ချင်းထားတဲ့အချိန်နဲ့နိုင်ဝက်တောင်မှနောက်ကျအောင်နည်းနည်းလားချင်းလိုက်တိုင်းလေအငယ်နဲ့နောက်ကျနေတော့ဟုတ်ပါဘူးချစ်ကိုချစ်စီကိုလာတော့လမ်းမှာလေဆိုင်ငယ်ဘိန်းပေါက်သွားတာအဲ့ဒါဆိုင်ငယ်ဆိုင်ဝင်ပြီးတော့ခဏဝဲပါနေလို့ပါချစ်ဖြစ်မှာပေါ့ဆိုင်ငယ်ကိုလည်းကြည့်လာအောင်စုပ်ပြတ်တက်နေရပဲငါတငယ်ချင်းရဲ့မွေးနေ့ပဲကိုသွားမှာနင်ကဆိုင်ငယ်ဆုံးတော့လိုက်ဖို့မလို့လားဟာလေနင်ကငါတငယ်ချင်းနေကြမှာငါ့ကိုရှက်ခွဲချင်နေရလားဟုတ်ပါဘူးချစ်ဟိုကိုရှင်းပြပါဦးတော်ပြီဒီတစ်ဆက်ကိုပိတ်ထားလိုက်တော့ငါသွားတော့မယ်ချစ်ဒီတစ်ဆက်ကိုပိတ်ထားလို့ပြောနေတော့ငါနောက်ဆက်ပြီးတော့လိုက်မလာနဲ့ချစ်မုံစားရလဲကွာဗဇက်မှာပေးပွားလဲလာကိုတော့ပြင်မယ်အဖြစ်နဲ့နင်ကကြီးကတန့်လာလည်းမဟုတ်ဘူးဒါကြောင့်ငါမျက်နှာလက်ချစ်တွေဖြစ်ကုန်တော်ပြီဟာငါသွားတော့မယ်နေခဲ့လိုက်တော့ဟုတ်ပါတော့ကိုလည်းပို့ဒီမှာနင်ရဲ့ဆိုင်ရဲ့စုပ်ကိုစီးမစားလေငါတွေကချင်းလျှောက်သွားမှာကောင်းလေအောင်တိတ်ကိုပြောလို့လိုက်ရှာနေရတိတ်ရင်တယောက်နေရလားတိတ်သူနဲ့တည်ရတို့လို့အနှုတ်ဆုပ်ဆုပ်ပြတ်တဲ့နေတဲ့သူကိုတိတ်ကသိစီရလားမသိပါဘူးတိတ်မင်းငါတိတ်ကနဲ့ရောင်းတက်မလားနဲ့နော်မင်းစကားတွေတော်တော်လွန်နေပြီသိလားအဲ့တော့ဘာဖြစ်လဲနင်တို့အနှုတ်ဆုပ်ကငါ့ကိုမှန်ရေးသေးရဲ့ပေါ့ဒီမှာနင်သိအောင်တစ်ခုပြောလိုက်မယ်ငါလိုမိန်းမကလေနင်တို့အနှုတ်ဆုပ်ကိုစိတ်ဝင်စားဘူးဟာပြီးတော့သူကငါလက်ထက်နဲ့တထွေးသားလေတိတ်မင်းတော်ရက်ဆက်တဲ့မိန်းမပဲငါတော့လေမင်းတို့ဆိုပြီးအရာအလုံးစွန့်လို့ပြီးစူးစမ်းနေတာအခုတော့လေအဲ့ဒါဒီကုံတော့တိတ်လိုက်ယူတော့အကုန်လုံးလက်ကားတွေဖြစ်ကုန်ပြီကွာ။အော်အဲ့ဒါကျမဘာမှမကြားချင်ဘူး။လာတော့ကိုရဲ့စားရအောင်အာယုံကိုနောက်တယ်။တောင်ပုံစံကတော့အဲ့ဒါပါပဲမဟုတ်မရဲ့။အဲ့တော့တက်ရတူရွေးမှခဲ့တာပေါ့။အဲ့လိုပဲဆိုရမှာပေါ့။တကယ်တမ်းကျတော့လေအိမ်တော်မဲ့ရွေးချယ်တဲ့အခါမှာပတ်စံရှိရဲ့သူထက်စာနာသိရှိရဲ့သူကိုရွေးချယ်ရမယ်ဆိုတာအခုတော့ကျမကောင်းကောင်းကြီးသိပါပြီ။ဒါပေမဲ့လည်းအခါနှောင်းသွားခဲ့ပြီလေ။တ
တိတ်ကြောင်ကြားရစိတ်မကောင်းပါဘူးကွယ်မဟုတ်မပြန်လာဦးမယ်နော် ဟိုဒါဆိုလို့ရှိရင်တခါလေးလိုက်ခဲ့မယ်လေကျမလည်းအဲ့ဘက်မှာကိစ္စလေးရှိလို့ ဆိုတော့မလေး သူများလဲလို့တိတ်မယ် ရှင်းနိုင်ဦးရှင်တောင်မှတော်တော်ပြောင်းလဲသွားတာပဲနော် ဒါကြအားလုံးကတိတ်ရင်ကျေးဇူးကြောင်းလေဘာလို့လဲဆိုတော့တိတ်ရင်အထင်သေးတဲ့အကြည့်တွေအထင်သေးတဲ့အပြောတွေကြောင်းကိုမခံချင်မှန်းနဲ့စူးစမ်းလိုက်တာခုလိုပွားမျိုးရောက်လာတာလေတိတ်ရင် ဒါလည်းရှင်ရဲ့စူးစမ်းမှုနဲ့ဇွဲလုံးလားရှိမှုကြောင့်ရှင်အောင်မြင်တာပါကျမနဲ့ဘာမှမဆိုင်ပါဘူး ဟုတ်ပါရဲ့ဗျာဒါနဲ့တိတ်ရောအဆင်ပြေရဲ့ ကျမရဲ့ပုံစံကိုရှင်မြင်တာနဲ့အဆင်ပြေလားမပြေလားဆိုတာရှင်သိမှာပါ ကြားတော့စိတ်ထဲမှာတော့မကောင်းပါဘူးဟောဒါမဲ့တိတ်အခုကြီးတစ်ခုခုလို့ရင်ဒါကိုယ့်ရဲ့ business ကနော်ဆက်တော့လိုက်ခုတော့ပိုလိုလေးရှိလို့တောက်ပြင်ပြပါနော် ဒီလေးဘယ်လိုလေးလဲ သူလားဆန္ဒကျမပြောပြတဲ့အပေတီနှုံးဆော့ကုန်းဆော့ကောင်းလေးပေါ့သူကတစ်ချိန်တော့အရင်စရခဲ့ပေမဲ့အခုတော့သူ့ရဲ့စူးစမ်းအထောက်မှုကြောင့်မလို့အောင်မြင်နေပြီလေအရင်ကစရခဲ့ပေမဲ့သူ့မှာကျင်နာတဲ့နှလုံးသားရှိခဲ့တယ်ဒါပေမဲ့ကျမအဲ့ဒီကျင်နာတဲ့စိတ်ဓာတ်ထက်ပတ်စံရှိရဲ့သူကိုမှတ်ပြီးရွေးချယ်ခဲ့လို့ကျမအခုလိုမျိုးဘဝနဲ့ဒုက္ခရောက်နေရတာလေအဲ့ဒါထားပါတင်ပြောနေလို့လည်းဘာမှထူးတာတော့မဟုတ်ဘူးဟိုတော့ရရှိတာသွားရအောင်နော်